ကဲတို့ကမိတ်ကက်မလိမ့်လဲလှရဲဆိုရင်တော့ဒီဗီဒီယိုလေးကိုကြော်သွားလိုက်နော်တို့ကတော့10ကြော်သက်20ကြော်သက်လေးမဟုတ်တော့လို့မိတ်ကက်လေးလိမ့်မှလှပါတယ်ဒါပေမဲ့ကိစ္စမရှိပါဘူးဘီမီကနေပြီးတော့ထွက်ထားတဲ့ skin care ရော make up ရောပါပြီးသား9မျိုးလေးရှိုံနဲ့ဒီနေ့အတွက်တော့အရန်ကိုအဆင်ပြေပါပြီအဲ့တော့ဘီမီရဲ့9မျိုးတစ်ဆက်ကဘာတွေလဲဆိုလို့ရှိရင်တော့ပထမအဆင့်မှာတော့ရေဓာတ်ဖြစ်သခွားသီးမျက်နှာသစ်လေးပဲဖြစ်ပါတယ်ဒုတိယအဆင့်မှာဆိုလို့ရှိရင်တော့ရွှေပေါက်လေးတွေကိုတန့်ရှင်းပေးမဲ့ hydrate ရေဓာတ်ဖြစ်နို့ရည်တိုနာလေးပဲဖြစ်ပါတယ်တတိယအဆင့်မှာဆိုလို့ရှိရင်တော့တင်းတိမ်မဲ့ကြောင့်အမဲဆက်တွေအတွက်တိတိတတ်တာတတ်တာပျောက်ကင်းစေမယ်အသားလှစီရန်လေးပဲဖြစ်ပါတယ်စတုတ်တာအဆင့်လေးမှာဆိုလို့ရှိရင်တော့ရေဓာတ်ဖြစ် moisturizer cream လေးပါပြစမအဆင့်မှာတော့ sunscreen ပဲဖြစ်ပါတယ်ဒီအခုလိမ့်နေတဲ့ sunscreen လေးပဲဖြစ်ပါတယ်သူကတော့တင်းတိမ်မဲ့ကြောင့်အမဲဆက်တွေမဖြစ်အောင်ထပ်ပြီးတော့မပွားအောင်ကာကွယ်ပေးတဲ့နေကာလေးပဲဖြစ်ပါတယ်ရှင်အခုရှေ့မှာသုံးပြသွားတဲ့အဆင့်5ဆင့်ရဆိုလို့ရှိရင်တော့နေ့ဘက်မှာမဖြစ်မနေ3ကို3ရမဲ့အဆင့်5ဆင့်ပဲဖြစ်ပါတယ်ကဲပြီးရင်တော့တနေ့ကုန်ရုံတက်ရုံစင်းចောင်းသားចောင်းပြန်အလုပ်လုပ်ရတဲ့သူလေးတွေအတွက်ရွှေဆိုခံရေဆိုခံဖို့နဲ့တနေ့ကုန်အလှမပြတ်ဖို့အတွက်ဘီမီရဲ့ Triple Makeup Foundation လေးကိုလိမ့်ပေးပါတယ် Triple Makeup လေးကတော့အစီပြန်နာတွေကိုထိမ့်သိမ့်ပေးတဲ့အပြင် SPF 50 PA+ 3လုံးပါဝင်တဲ့အတွက်ကြောင့်မလို့နေအောင်ကြည်တအောင်လည်းအပြည့်အဝကာကွယ်ပေးပါသေးတယ်ဒါရင်ပဲလားဆိုတော့မဟုတ်သေးပါဘူးမျက်နှာပေါ်မှာရှိတဲ့တင်းတိမ်မဲ့ကြောင့်အမဲဆဲနဲ့မျက်နှာပေါ်မှာရှိတဲ့အပြစ်နာစာတွေအကုန်လုံးကိုလည်းသူက full coverage ပေးပါတယ် Triple Makeup ရေဆိုတဲ့အတိုင်းရွှေထွက်လေးလှလေးရွှေထွက်လေးဆူဆူပြောင်ပြောင်လေးနဲ့မျက်နှာအသားကိုလည်းရေဓာတ်ဖြည့်ပေးပြီးတော့လှပစေပါတယ်ဒီ makeup လေးကအပေါ်မှာပေါင်တာထက်ရိုက်ဖို့တော့မလိုတော့အောင်တိတ်တိတ်ညက်ညက်လေးနဲ့လှပါတယ် Triple Makeup လိမ့်တဲ့သူတော်တော်များများတော့ပြောတယ်အပေါ်မှာပေါင်တာထက်ရိုက်ဖို့တော့မလိုဘူးတဲ့ဆိုတော့ဒီလည်းမရိုက်တော့ဘူးပေါ့နော်အဲ့တော့မျက်ခုံးမွေးလေးဆွဲလိုက်တယ် eye shadow လေးတင်လိုက်တယ်ပါးနေလေးလိမ့်လိုက်ပါတယ်ပြီးပြီဆိုရင်တော့ဘီမီကနေပြီးတော့ထွက်ထားတဲ့နှခမ်းနီလေးဘာကလာလေးလက်တာလေးအော် rich color လေးပါ rich color လေးနဲ့စိုးလိုက်ပါမယ်ဒီနှခမ်းနီရောင်လေးကတော့ချိုချင်ရောင်လေးလို့ပြောလို့ရပါတယ်ပန်းရောင်မကအနီရောင်မကြပေါ့နော်ဒီအရောင်လေးကတော့ main ကလေးတိုင်းနဲ့ light ဖက်တဲ့အရောင်လေးပဲဖြစ်ပါတယ်ကဲ eyeliner လေးဆွဲပြီးတော့ mascara လေးတုပ်လိမ့်လိုက်မယ်ဆိုလို့ရှိရင်တော့အသက်30ကျော်40အမျိုးသမီးတယောက်ရဲ့ဘူစံနဲ့ makeup look လေးကိုရရှိမှာဖြစ်ပါတယ်ကဲမမနေလို့လှကျင်နေဆိုလို့ရှိရင်တော့ BIMI ရဲ့9မျိုးတစ်ဆက်ပဲလိုအပ်ပါတယ်အမျိုးသမီးတိုင်းအတွက်မဖြစ်မနေလိုအပ်တဲ့ skin care ရော makeup ရောပါပြီးသား9မျိုးတစ်ဆက်ကိုမှ2သိန်းစွန်းစွန်းလေးပဲရှိရနော်မှားချင်တယ်ဆိုရင်တော့ comment မှာမှားချင်တယ်လို့မှန်းခက်လိုက်ပါရုံးချုပ်ကနေပြီးတော့ဆက်သွယ်ရမယ့်ဖုန်းနံပါတ်ကိုချပေးပါလိမ့်မယ်လူကြီးမင်းတို့အနေနဲ့အိမ်အရောက်ငွေရှေဆက်သွယ်မှာနိုင်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်